nuclear ဓာတ်ပေါင်းပိုးတွေနာမှာအလုံးလုံးတဲ့သူတွေဟာဘာလို့အကာအကွယ်ဝတ်စုံအထူးကြီးတွေဝတ်ဖို့မလိုတာလဲဆိုတာတင်တွေးဘူးပါသလားပိုဆိုတာက nuclear လောင်စာတွေကိုသူတို့ရဲ့လက်ပလာနဲ့တောင်ရဲရဲဝံ့ဝံ့ကြိုက်တွေ့ရဲကြပါသေးလေတကယ်တော့ဒီလောင်စာချောင်းတွေထဲမှာတန်ဆင်ပြီးသား uranium တွေပါဝင်ပါတယ်တည်ငြိမ်တဲ့ nuclear ဓာတ်ပြုမှုဖြစ်စဉ်တစ်ခုရရှိဖို့အတွက်အဲ့ဒီလောင်စာတွေကိုဓာတ်ပေါင်းပိုးဦးတိုင်တဲကသတ်မှတ်ထားတဲ့နေရာအတိအကျတွေမှာထည့်သွင်းပေးရတာပါအကယ်၍သာဒီလောင်စာတွေမှာအကာအကွယ်အလွတ်မပါတော့ဘူးဆိုရင်သူ့အနားမှာမိနစ်အနည်းငယ်လောက်ရက်နေုံနဲ့လုံးဝကိုအသက်အန္တရာယ်ရှိနိုင်ပါတယ်ဒါဆိုရင်အလို့သမားတွေကဘာလို့သူ့အနားမှာတွားရဲကြတာလဲအဖြေကတော့တာမန်ရေလူထင်ရတဲ့ဒီရေကန်ကြီးကြောင့်ပါပဲဒီရေတွေဟာဓာတ်ပေါင်းပို့ကိုအေးမြစီုံနေမကကြီးမားတဲ့တဘာဝရေဒီယိုသတ္တိကြွအကာအကွယ်တစ်ခုအဖြစ်ပါလှုပ်ဆောင်ပေးပါတယ်အထူးသဖြင့်ရေထဲမှာရှိတဲ့ hydrogen atom တွေဟာအရှိန်ပြင်းတဲ့ neutron တွေကိုအားပြောသွားစေပါတယ်ဒါကြောင့်သေစီနိုင်လောက်တဲ့ရေဒီယိုသတ္တိကြွဖျားထုတ်မှုတွေအားလုံးကိုရေအနက်မီတာအနည်းငယ်အတွင်းမှာလုံးဝစုပ်ယူချေဖြတ်လိုက်တာပါကုန်ကြစရိတ်သက်သာစေဖို့အတွက်အစပိုင်းမှာတာမန်ရေကိုပဲသုံးပေမဲ့နောက်ပိုင်းမှာတော့ ion တက်ကဖယ်ရှားထားတဲ့ရေ deionized water ဖြစ်လာဖို့ပြင်းထန်တဲ့တန့်စင်မှုဖြစ်စဉ်တွေကိုလှုပ်ဆောင်ခဲ့ရပါတယ်ဒါကြောင့်တင်သက်ဒီရေကန်ရဲ့အပေါ်ယံအနေရေတကွက်ခတ်ယူလိုက်မယ်ဆိုရင်တော့အဲ့ဒီရေရဲ့ရေဒီယိုသတ္တိကြွမှုအဆင့်ဟာအလွန်ကိုနေပါနေမှာပါအချို့သောအထူးဓာတ်ပေါင်းပိုးတွေမှာတော့ပိုပြီးစီးကြီးရဲ့ရေလေးလို့ခေါ်တဲ့အစားထိုးရေကိုအသုံးပြုကြပါတယ်ကြီးလိုက်ရင်တာမန်ရေနဲ့တူပါတယ်ဒါပေမဲ့သူ့ရဲ့ hydrogen atom တွေထဲမှာ neutron တလုံးပိုပါနေတယ်ဒါက neutron တွေကိုမတော်တဆဆုပ်ယူမိတာမျိုးမဖြစ်စေပဲအရှိန်ကိုတာလော့ရှာပေးတာပါအလွယ်ပြောရရင် nuclear ဓာတ်ပြုမှုတွေက neutron ကြီးစံတွေကိုထပ်ခါတလေပြန်လဲအသုံးပြုနိုင်အောင်ကူညီပေးတာပဲဖြစ်ပါတယ်